မင်္ဂလာပါ မင်္ဂလာပါရှင် ဒူနာမမင်းလေးရှိရဲ့ချင်းပီတီများနဲ့ရှင်တွေခေါ်ဘူးဘယ်မှုတွေနဲ့ဘဝရဲ့မောင်မြဝေကဘာကြီးအပြေဆုံး ဂီတလေးကိုမေကတီးကစင်ကိုကစင်လေးများဆိုမင်းလေးပုံပြထွေးနေကမင်းကချွတ်တော်အိမ်မက်တွေလာနေနေရှိတဲ့ရင်ကျင်းနုဘဝပါချစ်လို့ဘဝပါရောက်တဲ့ကဘာနေရှိတဲ့ရင်ရာရပြောပြလို့ကနေရေးချင်ပါရောက်တဲ့ကဘာဒီဆောင်ချင်တွေအခဲရင်လေးခွေကိုပြစီဖို့လေကူတဲ့ဘယ်သူကြောင့်ဝေဝေမြဲတဲ့ဒီနေ့ဒီရောက်တဲ့လူနာလေပေါ်ရတောင်းမလို့ပါမင်းလေးနေတဲ့။အန်ဒီအားလုံးလုံးချောနေ။ယာယီဝိရှင်မနေတဲ့နေ့နေသွားပြီ။အကြကနာဆုံးပြစေ။ဒီမရှိတဲ့ရင်ကျင်းလို့ဘဝပါချစ်လို့ဘဝပါရောက်တဲ့ကဘာမရှိတဲ့ရင်ရာရပြလို့ကနေပဲရေးချင်ပါYeah.